အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုမှာမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကွန်ပျူတာစခရင်မှာပေါ့နော်တခြားတည်တံ့ application software ဘာတစ်ခုမှမသုံးဘဲနဲ့အလွယ်တကူကိုယ်ကွန်ပျူတာမှာရှိတဲ့ built-in application နဲ့ screen recording လုပ်နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကွန်ပျူတာမှာ screen recording လုပ်ဖို့လိုအပ်လာတဲ့အခြေအနေကတော့ကိုကကွန်ပျူတာ screen ကိုသူများကိုပြန်ပြီးရှင်းပြခြင်းနဲ့ tutorial video တွေလုပ်ခြင်းနဲ့ဒါမှမဟုတ်ရင်လည်းကိုကွန်ပျူတာ screen ရဲ့အခက်အခဲတစ်ခုကိုသူများကိုပြပြီးတော့ video လေးနဲ့ရိုက်ပြီးမေးခြင်းဒါမျိုးပေါ့နော် screen recording အလွယ်တကူလုပ်ချင်တဲ့အခြေအနေမျိုးမှာဆိုရင်အလွယ်တကူလုပ်နိုင်အောင်လို့ဒီဗီဒီယိုလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့ဘာလို့သုံးလဲဆိုလို့ရှိရင်အလွယ်လေးပါဒီကျွန်တော်တို့ဒီကွန်ပျူတာရဲ့ဒီ Windows menu လေးကနေပြီးတော့ဒီ search ကနေပြီး snipping tool ဆိုတာကိုရှာလိုက်ပဲတော်တော်များများလည်းသိပြီးသားဖြစ်မှာဒီမှာ snipping tool ဆိုတာပေါ့နော်ဒီ screenshot တွေရိုက်လို့ရတယ်ပေါ့နော်ဓာတ်ပုံဒါအပြင် video ဒီ record လည်းလုပ်လို့ရပါတယ်ဒီ snipping tool လေးကိုဖွင့်လိုက်ပါ snipping tool လေးကိုဖွင့်လိုက်လို့ရှိရင်ဒီလိုမျိုးလေးပေါ်လာပါတော့ဒီ box လေးပေါ်လာမယ်ဒါလေးကိုအကြီးချက်လိုက်ရအဲ့မှာဒီမှာဓာတ်ပုံရိုက်တာဒါကတော့ snip ဆိုတာကကြတော့ကိုလိုရင်းတဲ့နေရာလေးကို photo ရိုက်ပြီးပို့တယ်ဟာဒီမှာကျတော့ video ပေါ့နော်ဒီ video ပုံစံလေးကိုနှိပ်လိုက်ပြီး new ဆိုတာလေးကိုနှိပ်တယ်ဗျနှိပ်ပြီးသွားလို့ရှိရင်ဒီမှာကိုကဒီလိုလေးပေါ်လာလိမ့်မယ်အဲ့လေးကိုလှုပ်ချင်တဲ့ screen ကိုတစ်ခုလုံးကိုနော်ယူလိုက်လို့ရှိရင်ဒါဆိုရင်တော့ screen တစ်ခုလုံးကိုယူတာဖြစ်ပါတယ်ဒီမှာအချင်းကျဲ short လို့ရပါတယ်ပြီးရင်ဒီမှာအသံနောက်ဒီမှာ microphone ကိုဒီမှာသုံးလို့ရပါတယ်။နောက်ပြီး stat ဆိုတာကိုနှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ screen ကို recording လုပ်သွားမှာဖြစ်ပါတယ်။အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာနေရာလေးကို screen recording လုပ်လို့ပြီးသွားပြီပေါ့နော်။ကိုကဒီမှာကိုပြောချင်တာပြချင်တာတွေ record လုပ်ပြီးသွားပြီဆိုရင်ဒါလေးကိုပိတ်လိုက်အောင်ပါပဲ။အသံဖွင့်မယ်ဆိုရင်ဒီမှာအသံကိုဖွင့်လိုက်ပါပြီးရင်ဒီမှာ screen recording လုပ်မယ်လုပ်ပြီးရင် pause လုပ်မယ်ဆိုဒါလေးကိုနှိပ်လိုက်ပြီးမယ်ဆိုဒါလေးကိုပိတ်လိုက်ပါပိတ်လိုက်ပြီးရင်ဒါရသွားပါပြီရသွားပြီဆိုရင်ကိုကဒီ video လေးကိုနော် save လုပ်မယ်ဆိုဒီညာဘက်တောင်းမှာရှိတဲ့ save as ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့ကို save ခြင်းတဲ့နေရာလေးမှာထည့်ပြီးတော့ save လိုက်ပါပြီးလို့ရှိရင် channel video editor တစ်ခုခုနဲ့ပြန်ပြီးတော့ video edit လုပ်မယ်ဆိုရင်လည်းလုပ်လို့ရပါပြီတခြားသူကိုယ့်ရဲ့ screen အကြောင်းတွေကိုပြပြီးမေးခြင်းနဲ့ဆိုလို့ရှိရင်လည်းကိုမရှင်းတာတွေကိုဒါလေးပို့ပြီးဒီနေရာကဘယ်လိုလုပ်ရမလဲဆိုတာကိုမေးလို့လည်းရပါတယ်ကိုကနေပြန်ရှင်းပြလို့လည်းရပါတယ်အဲ့တော့ဒီ video လေးကတော့ဒီလောက်ပါပဲအားလုံးပဲစုံလျအောင်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်အခုလိုအသုံးဝင်တဲ့နည်းပညာဗီဒီယိုတွေကိုပုံမှန်မျှဝေပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်လေ့လာပေးကြပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်